အားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့စာရေးဆရာလုံးဝရဲ့စိမ့်တွေဆိုတဲ့ဗျာလောကဇာတ်လမ်းလေးကိုပြောပြပြဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာဇာတ်လမ်းလေးမစခင်လေးမှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပြီးကြဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာအိမ်မောကြနေတော့စဉ္ညာလွန်းတဲ့တယ်လီဖုန်းတန်ကြောင်ကျွန်တော်အဲ့ရကရုတ်တရက်ငုတ်တုတ်ထားတိုင်းပြီးစပွဲပေါ်ကလက်ပတ်နိုင်ကိုယူကြည့်မိလိုက်ပါတယ်နိုင်လက်တန်တွေကည7 နာရီထို့ဖို့9မိနစ်သာလိုပါရပါတော့တယ်အကြောင်းစံတော်တစ်ခုရှိပြီးဆိုတာသိလိုက်ရတာကြောင့်အဲ့ရကအမြန်ထားပြီးတယ်လီဖုန်းရှိရာအေကန်စီကိုမပြေးရုံထွက်သွားရပါတော့တယ်ဟယ်လိုမက်ဆီပါခင်ဗျာကိုလေးလားဟုတ်ပါတယ်ကိုအောင်ကြီးမဟုတ်လားဟုတ်တယ်ညီလေးစေအုံကြီးရင်ခွဲယုံကကိုအောင်ကြီးရဲ့အတန်ဆိုတာသိလိုက်ရတဲ့အခါမတာဖို့ဆိုတာလိုလိုပဲသိလိုက်ရပါတော့တယ်ကျွန်တော်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်လောက်ခရေကစေသားဝန်ထမ်းသဘောမျိုးနဲ့စေယုံကနေလေကိုပြန်ပြမဲ့လူနာတွေတတ်မဲ့ခန္ဓာတွေကိုကိုကားနဲ့ကိုလိုက်ပို့ပြီးပရိုက်တာတွေကိုလှုပ်ဆောင်ပေးခဲ့ပါတယ်အဲ့ဒီတွေ့ကြုံနေတဲ့မှာထူးခြားဆန်းကျယ်ပြီးကြောက်စရာကောင်းတဲ့ဖြစ်ရတွေကစိမ့်သေးလို့ညီးပေးပြီးရေးသားလိုက်ပါတော့တယ်ခုလာခဲ့မယ်ကောကြီးစားရစားရနေကိုစုံနေမဟုတ်လားစုံမင်းကြီးလေးအကိုကိုလှုပ်ထားပြီးပြီကျွန်တော်မျက်နှာတစ်ပြရနေလာခဲ့လိုက်ပါမယ်အေးစိတ်ကလောက်ပါညီလေးကိုစောင့်နေပါမယ်ဟုတ်ကဲ့ကိုအခုံးကိုဖုံးကိုပခုံးပေါ်တင်ပြီးကြတယ်အိမ်တော်ဘေးကိုထွက်လာခဲ့ပါတော့တယ်အဲ့ဒီချိန်မှာမေကအိမ်သားတွေကထွက်လာပါတယ်တားငယ်ဘာတူလဲကိုအောင်ကြီးဖုံးဆက်တာအမေကတေးနိုးတာလားအေးဟုတ်တယ်တားငယ်ဖုံးတန်ကြလို့နိုးသွားတာအပေါ်ထသွားတာလေကားကိုလည်းဂိစားပြီးမအောင်ဟုတ်ကဲ့မေကျွန်တော်မျက်နှာပြကြရတစ်ပြီးရနဲ့ဝတ်စားတွေတစုံပို့ယူပြီးလောတာကိုထည့်ပြီးစေုံကြီးကိုမောင်းနေလာခဲ့တယ်ပါတော့တယ်စေုံကြီးကိုရောက်တော့ကားကိုရင်ခွဲယုံရဲ့လူသွားစဉ္ညာလက်ထိမောင်းသွားပြီးကားကိုရက်လိုက်ပါတော့တယ်ကိုအောင်ကြီးကရင်ခွဲရှေ့မှာရက်ဆောင်နေပါတော့တယ်ပြန်လာပြီလားမြန်မဲကိုကြီးအကိုကကျွန်တော်စောင့်နေတာလားအေးဟုတ်တယ်ကွာငါလုံးရင်မင်းလိုက်ရှာရနေမှာဆိုလို့ဘာလဲရင်ခွဲနေတာလားအေးဟုတ်တယ်ညီလေးဒီနေ့ညနေလေးပဲ၄လောင်းရှိနေပြီအလောင်းကဘယ်မှာလဲကိုရေကိုင်းထဲရောက်နေပြီဘယ်ကိုပို့ပေးရမှာလဲစီးကုန်းလို့ပြောတာပဲကွာစီးကုန်းကရန်ကုန်ကနေစေးုံလာတတ်တာလားအကိုမဟုတ်ဘူးကွာမင်းကိုပြောပြရှိသေးတယ်ဟုတ်ပြောပါကိုမင်းပို့ရမယ်မသားက1လောင်းနဲ့မဟုတ်ဘူး2လောင်းဗျာ2လောင်းဆုံးကဇီကုန်းကိုပို့ပေးရမှာလားကိုအေးတက်ဟုတ်တာပေါ့ဘယ်လိုပြပြတက်ဆန်ဖြစ်ရတယ်လဲကိုအေးအဲ့ဒါပြောချင်တာပြောပြစမ်းမအောင်ကိုရလာကွာခုနမှထိုင်ပြီးစိတ်လိတ်တောင်းရင်ခဏထိုင်ပြီးပြောကြတာပေါ့ကျွန်တော်နဲ့အကောင်ကြီးတို့နှစ်ယောက်ရင်ခွဲရုံရှိကစဉ္ညာရှိမှထိုင်ချလိုက်ပြီးစေးကက်တလိပ်ကိုဖွာလိုက်ကြပါတော့တယ်ဒီလိုကညီလေးရမင်းလိုက်ဖို့ရမယ်မသားနှလုံးကတားမိကွာဗျာဈေးကုန်းကနေရန်ကုန်လာရင်ဈေးကပြန်လက်ပြက်ကူးနေတော့ဟိုက်လက်ကနဲ့တိုက်ပြီးတားမိနှစ်ယောက်လုံးပွဲချင်းပြီးပြေဆုံးသွားခဲ့တာကလေးက3နှစ်ကျော်ယောက်ျားလေးကွာအေးမိန်းမကကိုယ်နဲ့ကွာဘိုင်ထဲမှာကလေး3လလောက်ရှိပြီဟာတရားစရာဗျာဘယ်နေ့ကပြက်တာလဲအေးမနေ့ကမနေ့ကမှပြက်တာဒီနေ့ညမှာရင်ခွဲပြက်တယ်မင်းကမကြောက်တတ်ဘူးဆိုတော့ထူးဆန်းတာတွေပြောပြရအောင်ကွာလောက်ဆမ်းပါကိုရကားကအဲ့ဒီနေသူကိုတိုက်ပြီးဘိုက်ကိုတက်ကြိတ်သွားရထင်တယ်ဘိုက်ကပွန့်သွားပြီးတိန်လေးကကလေးပါအပြင်ထွက်သွားတယ်အဲ့ဒီမိမကိုရင်ခွဲတော့ငုတ်တုကြီးထထိုင်နေကွာဟေးဗျာငါလည်းရုပ်တရက်ဆိုတော့လက်သွားတာပေါ့လက်တွေရှောက်လေးလောက်တာတော့မထူးဆန်းပါဘူးတခါတလေခွဲစိတ်ပြတ်တောင်ရင်ကြောထိသွားတာမျိုးစက္ကနဲ့လောက်တတ်တယ်လေအခုကငုတ်တုကြီးကိုထထိုင်နာကွာဟာဘလို့ဖြစ်တာတော့သူ့ဘိုက်ကကလေးကိုထုတ်လိုက်တဲ့အချိန်မှာပဲငုတ်တုကြီးထထိုင်တာဟေးဒီတဲ့ပို့ပြီးအံဩစရာကောင်းတာကမျက်လုံးမှာပွင့်နေတဲ့ငါညီရဟောဗျာ$6မသိဘူးတော့ကိုငါထင်တော့သူ့ရင်သွေးကိုဆွဲပြီးအဲ့လိုဖြစ်တာနေတူတယ်ဘိုင်းထဲကကလေးလောင်းကိုလွှတ်ပြစ်လိုက်ပြီလားကိုရှိသေးတယ်ကွာကြည့်ကျင်လို့လားဟုတ်ကဲ့အေးလာငါပြမယ်ကိုအောင်ကြီးကတောက်လက်ဆာစီးကရက်ကိုတောက်ထုတ်လိုက်ပြီးထိုင်ရကားထားလိုက်တာနဲ့ကျွန်တော်ကစီးဘက်ကိုဇင်းညံပေါ်မှာညှိမ့်သက်လိုက်ပြီးကိုအောင်ကြီးနောက်ကနေရင်ခွဲရုံတွေကိုလိုက်ပါသွားပါတော့တယ်ရင်ခွဲရုံတွေကခွင့်ပြုချက်မရပဲဝင်ခွင့်မရှိပေမဲ့ကျွန်တော်တို့ကတော့အခါအားလျော်စွာရောက်တတ်ပါတယ်ရင်ခွဲရုံတွေကိုရောက်တော့ညှိဆိုးဆိုးအနံ့ကအော်ဂလီဆန်ကျင်စရာကောင်းလာပါတယ်အနံ့ရှင်မနေသူအတွက်တော့ဘာမှဖြစ်ပေမဲ့စိတ်နဲ့သူတွေကတော့ပြုတ်အံ့မိမှာအမှန်ပါပဲ
ဒီတိုင်းမှမှန်တွေကဆေးသူနဲ့မညီမညာတုတ်ထားတဲ့ရင်ခွဲယုံကြီးထဲမှာမိချောင်း၃ချောင်းရှိတဲ့ထဲကတစ်ချောင်းပဲလင်းနေပါတယ်ရင်ခွဲစဉ်ပေါ်မှာအသက်40ကျော်မျိုးသားတယောက်ကိုရင်ခွဲထားတာတွေ့ရပါတယ်ကလေးကဘယ်မှာလဲကိုဒီမှာကွာကောင်းကြီးကပလတ်စတစ်အိတ်ထဲကကလေးကိုထုတ်ပြတယ်ကျွန်တော်သေချာကြည့်လိုက်တဲ့အခါလက်ဖွားတော်မကြည့်ချင်ပါဘူးလူချင်းမမရတဲ့ကလေးကတော့မျက်လုံးလေးမိတ်ပြီးလောကတွေကြီးကနေထွက်ကောက်သွားပြီပေါ့စိတ်မကောင်းလိုက်ရကိုရာအေးကန်စီမန်ရပေါ့ကွာငါဆိုရင်နေ့တူကမမြင်ချင်တာတွေမြင်တွေ့နေရတာပါညီလေးရဟုတ်ပါတယ်သူ့ဆွေမျိုးဘယ်နှယောက်လောက်လိုက်ပါလဲ2ယောက်လိုက်မယ်ထင်တယ်အလောင်းက2လောင်းလူ2ယောက်ဆိုတော့စင်ပြေမှမထင်ဘူးကိုကြီးအေးအဲ့ဒါတော့မင်းဟာမင်းပြောကြည့်ကွာဘိုင်းထက်ကကလေးကတော့ပြန်မပါတော့ဘူးပေါ့သူသားရဲ့သူရဲ့ပဲပါမယ်ကလေးကိုဘယ်လိုလုပ်မလဲကိုကလေးကလက်တီးစုပ်စားလာတော့မရှိသေးရလေကွာထုံးစံတိုင်းပဲလုပ်ရမှာပေါ့ဖြစ်ရလေဗျာချိန်ချီတော့လိုက်ပို့လိုက်အောင်မယ်ဗျာအသက်မဲ့နေတဲ့ကလေးရုံလောင်းကိုပလတ်စတစ်အိတ်ထဲပြန်ထည့်ပြီးလက်ဆေးရင်လောင်းကုန်းတွေပြေးဖို့မေးရပါတော့တယ်စေုံကြီးပေါ့ဝါမှာမตายရဲ့ဆွေမျိုးနှစ်ယောက်ရှိပါတယ်ငွေကြီးကလည်းတိတ်တက်နိုင်ဟန်ကြမတူကြပါဒါကြောင့်မင်းကိုခေါ်လိုက်ရတာကွာရပါတယ်ကိုရာငါနဲ့လိုက်ခဲ့ညီလေးဟုတ်ကဲ့ကိုကျွန်တော်ကားနဲ့ပဲသွားလိုက်တော့မယ်လေကားထားခဲ့လေပြီးရင်လောင်းလိုက်ရမယ်မဟုတ်လားဩဒါဆိုရင်လည်းလက်လျှောက်သွားကြတာပေါ့ကျွန်တော်နဲ့ကောင်းကြီးတို့နဲ့ရေခဲတိုက်တွေသွားရလူသွားစညံပြီးဆေးရုံကြီးကိုဝင်ပြီးရှေ့ပေါက်ကိုထွက်လာခဲ့ကြတယ်ဆေးရုံကြီးရဲ့ပေါ်တီအောက်သို့ရောက်သည့်အခါထုတ်ပိုးတွေနဲ့စောင့်နေကြတဲ့မျိုးသမီးနှစ်ယောက်ကကောင်းကြီးနဲ့ကျွန်တော်ကိုအားတက်တရောကြည့်နေကြပါတော့တယ်ထိုစဉ်ချိန်ကအာတုဘကားဆိုလို့ဦးရင်းမောင်နဲ့ဥပန့်ချတို့နိုင်ကားပဲရှိရမဟုတ်လားခမရတို့ကိုလိုက်ဖို့မဲ့သူကသူပဲအမတို့ကဘယ်နှယောက်လိုက်မကြမှာလဲနှစ်ယောက်ပါမောင်လေးအမတို့ကဆုံးသွားတဲ့ဆန်းဆန်းကြီးရဲ့အမတို့ပါမတို့စီလာလင်းအခုလိုဖြစ်သွားကြတာပါစစ်ကုံမှာတယောက်ပဲရမယ်ပါနောက်မှာအာတုဘတွေနဲ့တူလိုက်ရဲရင်တော့လိုက်ခဲ့ပေါ့မကြောက်ပါဘူးမောင်လေးရေလိုက်ပါမယ်တေးစင်းရောရပြီဗျာမငါပဲကုန်လုပ်ပြလိုက်ပြီညီလေးဟုတ်ကဲ့ကိုကားကတိတ်ပတက်နိုင်ဘူးမောင်လေးရေဘယ်လောက်ပေးရမှာလဲဟာပေးစရာမလိုပါဘူးမရေကျွန်တော်ကစီနာနဲ့ကူညီတာပါတာတို့ခေါ်ပါတယ်မောင်လေးရေမနေ့မိုးမလင်းခင်ရွာရောက်ချင်တယ်စီကုံမျိုးကမဟုတ်လားအမစီကုံကနေမြို့တဲကိုနိုင်ဝက်လောက်သွားရသေးတယ်မောင်လေးရွာကိုဆက်ဝင်သွားရတယ်ဆိုတော့ကျွန်တော်နည်းနည်းတော့တွန်သွားမိတာမှပါလမ်းဆိုရင်ကားအောက်ပိုင်းတွေပျက်စီးလို့မကြာခဏပြင်ရပါတယ်တိုးတော်လဲပို့မဲ့ပို့ကတော့တီရအောင်ပို့ရပါတော့မယ်အကိုအလောင်းထုတ်ပြီးကားပေါ်တင်ဖို့လုပ်ပြပါဦးအေးငါစီစဉ်ပေးပါမယ်ရေခဲတိုက်တဲ့ကထုတ်ယူလာသည့်အလောင်းနှလောင်းကိုဝတ်စားတွေဝဲစောင်းနဲ့ပတ်ပေးရတဲ့အလုပ်တွေကိုဝိုင်းကူပြစ်ပါတယ်ဝိုင်းကူရတာကလည်းရေခဲတိုက်တဲ့ကတာဝန်ကျသူနှစ်ယောက်ကရက်တွေတောက်ပြီးဒရင်တရံဖြစ်နေကြလို့ပါတင်ဆုံးသူမျိုးသမီးကတက်25နှစ်ကျော်လောက်ပဲရှိပါဦးမယ်ညနာရဲ့ညာဘက်ချမ်းကညုံမဲပြီးဖူးယောင်နေပါတယ်အောင်နှက်ခမ်းတွေကဟတ်တက်ပွဲပြီးပြန်ချုပ်ထားပါတယ်အသားဖြူဖြူမျက်ခုံးကောင်းကောင်းနဲ့ပါညာဘက်ပါးမှာတော့စပင်းမဲတလုံးရှိပြီးထင်ထင်ရှားရှားကြီးရှိနေပါတယ်တက်ချီထင်ရှားရှိစဉ်ကတော်တော်လေးကိုကြည့်ပြောရှိမဲ့ပုံပါဘိုက်မှာတော့ချုံရိုးချောင်းကြီးတွေကပွားထနေပါတယ်ကြည့်ရတာပုံထွက်သွားပြီးစုပ်ပြတ်နေတဲ့ရေပြားတွေကိုပြန်ဆွဲချထုတ်ရပါတယ်ကလေးငယ်ရဲ့လောင်းကိုကြည့်လိုက်တော့ညနာတစ်ခုလုံးညုံမဲပြီးဘယ်ဘက်မျက်ခုံးကွဲနေပါတယ်နောက်စိတ်ကလည်းခြိုက်ဝင်နေပါတယ်တာမီနှစ်ယောက်ရဲ့အလောင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိရတော့အမှန်ပါဆေးရုံကြီးကနေထွက်လာတော့ည2နာရီကျော်နေပါပြီဆေးရုံကြီးကနေထွက်လာတော့ည10နာရီကျော်နေပါပြီကျွန်တော်လည်းမနက်မိုးမလင်းခင်ဇီးကုန်းကိုရောက်ချင်စောနဲ့ကားကိုစက်ကုံပေါ်ပြီးမောင်းလန့်ကြပါတော့ရန်ကုန်ပြည်လမ်းမပေါ်ကနေကုန်တင်ကားကြီးတလီစစ်လေးကလွဲလို့အကုန်ရှင်းနေပါတယ်ကားလမ်းမပေါ်မှာခုံဆောက်နဲ့ပြက်ပြေးနေကြတဲ့ဖားတငယ်လေးတွေကိုကားတိုက်ရနဲ့တဖောင်းဖောင်းကြိတ်တန်တွေကကားဆက်တန်တွေကြားကနေအတိုင်းသာကြားနေရပါတယ်ကားနောက်ခန်းမှာတော့ကလင်းငယ်လောင်းနဲ့မိခင်လောင်းကအခမ်းသားဆက်ဆံကြီးပါလိုက်ပါလာပါတော့တယ်မျိုးသမီးလောင်းမေးမှာတီဆုံးသူရဲ့မျိုးသမီးနဲ့အမတော်ဆက်သူထိုင်လျက်လိုက်ပါလာတယ်ရှေ့ကမ်းမှာတော့ကျွန်တော်ရဲ့ဘေးမှာထိုင်နေတဲ့တီဆုံးသူရဲ့အမတယောက်ကလည်းလိုက်ပါလာပါတယ်သူတေတာသူ့အကြတော့မသိသေးပါဘူးဘလို့ဖြစ်တယ်မှာသူ့ယောက်ျားကတာဝတိကိုရောက်နေတယ်သူ့ကိုတော့ကြောင်းချထားတယ်ဩအဲ့ဒီမှာကန်ဆိုးလိုက်တာအဲ့ဒီနေ့ကသူ့ကိုစိတ်မသွားပါနဲ့လို့အမကိုယ်တိုင်ပြောခဲ့တယ်သူသားကလည်းကံပါလာတယ်ထင်ပါရဲ့သူ့မိနောက်ကိုလိုက်သွားတယ်လေ
မာလေးစိတ်မချလို့သူတို့နဲ့လူလိုက်သွားခဲ့တယ်ကားမတိုင်ရောက်တော့မှတ်တိုင်မှာရက်နေတဲ့ဘတ်စကားကြီးကရှေ့ကထွက်ပြီးလမ်းကူးနေတဲ့ချိန်မှာအမတားချိန်တော့မရလိုက်ပါဘူးမောင်လေးရဲ့သူကကလေးကိုဆွဲပြီးဖြတ်ပြေးကားချင်းပြိုင်မောင်းလာတဲ့ဟိုက်လက်ကားကဘတ်စကားကိုကြော်ပြီးတက်လာတဲ့ချိန်တိုက်ချသွားတာအမရှိမာရင်ဆိုတိုက်စားတယ်ဆိုတွေးပြပြီးယူမတက်ပါပဲကားရှိပြီးကသူ့ကိုတက်ကြိတ်သွားသေးတယ်ဘိုက်ထက်ကဦးတွေရောကလေးပါထွက်လာတယ်မောင်လေးဟိုကလေးကရောမှာသားလေးကအဝေးကြီးလွတ်ထွက်သွားပြီးခေါင်းနဲ့ကက်ရလမ်းပေါ်ဆောင်းပြီးဆုံးသွားတယ်မောင်လေးရဲ့ဟာဗျာတေဆုံးသူရဲ့မာပြောစမြကိုလိုက်နေပြန်ပြောရင်ကားကိုဗီယူဆိုင်နဲ့မောင်းလာခဲ့ပါတယ်တဲရိတ်နဲ့ပြေးနေတဲ့တိုယိုတာဘန်ကားလေးထဲမှာတော့အလောင်းနှလောင်းကတိတ်ဆိတ်ညင်တဲ့လျက်ရှိနေပြီးလူသား၃ယောက်ကတော့စကားမပြောသိကြပဲတိတ်ဆိတ်နေကြပြန်ပါတယ်အုတ်ကန်ကျော်မှာတော့ဇလန်းကစပါပြီအမလေးလောက်ပါဦးကားနောက်ခန်းကအတုပရှင်မရဲ့အော်တန်ကြောင့်ကားဆက်ရှိန်ကိုရှော့ချပြီးနောက်မှန်ကနေကြည့်လိုက်ပါတယ်ကားရှိမီးအောင်နောက်ခန်းကိုကောင်းကောင်းကြီးမြင်နေရပါတယ်အတုပရှင်မကကုန်းကုန်းကြီးနဲ့ကြောက်လန့်တာဖြစ်နေပါတယ်ကားကိုဘေးခဏချရလိုက်ပါတော့တယ်ဘာဖြစ်လို့လဲမလက်ကိုဆွဲလို့ဗျာဘယ်သူဆွဲတာလဲဆန်းကြီးလေကျွန်တော်အားမသိပါကိုအောင်ကြီးပြောပြခဲ့သည့်စကားအရချင်းတွေကိုသိရှိထားပြီးဖြစ်ပါတယ်မဟုတ်နိုင်ပါဘူးမရဲ့ကျွန်တော်ဆိုအတုပတွေတင်လာနဲမှမနေတာတစ်ခါမှဒီလိုမဖြစ်ဘူးပါဘူးတကယ်ပါမောင်လေးရဲ့အမရဲ့လက်ကိုဖန်ဆွဲထားလို့အတင်းယုံလိုက်ရတယ်ပြောရင်းနဲ့ကြက်တီးတွေတောင်ထလာပြီအမရှေ့ကမ်းမှာလာထိုင်လို့ရမလားမောင်လေးအမတို့လည်းရောက်ပုတ်ကပ်ပြီးထိုင်လို့ရရင်တော့ထိုင်ပါကျွန်တော်ဂီယာထွေးရတော့ခက်မှဆိုလို့ပါကတ်ထိုင်ပါမယ်မောင်လေးရဲ့ကတ်ထိုင်မယ်ဆိုလဲကားပေါ်တက်တော်မှာလက်ပန်းရောက်ရင်ကျွန်တော်အိမ်သာတက်အောင်မယ်အမတို့ကလည်းတခုစားချင်တာစားပေါ့ကျွန်တော်ရှင်းပေးပါမယ်ကျွန်တော်လည်းအိတ်ချင်ပြေလက်ဖက်ရည်တစ်ခွက်တော့တောက်ပြည့်အောင်မယ်ရွာကိုမုံမင်းကနေရောက်ပါမလားမောင်လေးရောက်ပါတယ်အမရဲ့စိတ်မပူပါနဲ့မျိုးသမီးနှစ်ယောက်ရှေ့ကန်းကနေကတ်ထိုင်ပေးမယ်ဂီယာထိုးတဲ့အခါမလွတ်မလပ်ဖြစ်တာကြောင့်စိတ်ညစ်ရပြန်ပါတယ်တာယာရီနာကိုရောက်တဲ့အခါမှာတော့မျိုးသမီးနှစ်ယောက်လည်းတခေါခေါနဲ့အိမ်မောကျသွားပါပြီအဲ့ဒီချိန်မှာနောက်ခန်းကနေငိုတန်ကြီးတက်တဲ့ကိုကြားလို့ကားနောက်မှန်ကနေကြည့်လိုက်တဲ့အခါမှာမျိုးသမီးတစ်ယောက်ကငုတ်တုတ်ကြီးထားထိုင်နေတာကိုတွေ့လိုက်ရပါတော့တယ်ကျွန်တော်မြင်တွေ့နေရတာကတော့ထင်ရှားလွန်းလာပါတယ်ကြောခိုင်းထားတဲ့မျိုးသမီးကစိုက်တန်ကိုလည်းကြားနေရပါတယ်ကျွန်တော်ပြင်မှာမျိုးသမီးတစ်ယောက်ကတော့အိမ်မောကျနေသေးပါကားကိုဂီးစတိုက်မောင်းနေရင်ကျွန်တော်ရဲ့မျိုးလုံးတွေကကားနောက်ကြည့်မှန်ကားတစ်စက်နောက်ခန်းကိုသာရောက်နေပါတော့တယ်ရှေ့မှာကုန်တင်ကားတစ်စီးကအိပဲနဲ့မောင်းနေလို့ကြော်တက်ဖို့ဟွန်းတီးပြီးဂီယာချင်းလိုက်တဲ့အခါမှာဂီယာတန်ကိုကိုင်းနေကျွန်တော်ရဲ့လက်ကိုအေးဆက်တဲ့အရာကြီးကထိတွေ့တဲ့အခါခံစားလိုက်ရပါတယ်ရှေ့ကားကိုလည်းကြည့်ရင်ဂီယာတန်ကိုကိုင်းထားတဲ့ကျွန်တော်ရဲ့လက်ကိုကြည့်မိလိုက်တော့ကျွန်တော်ကြက်တီးမွန်းကြီးအောင်ထားသွားပါတယ်လက်ကိုထိုင်ကုန်လုံးကိုချောင်းမှာရှေ့ကထွက်လာတာပါမျိုးသမီးယောက်ကကားပရင်းမောက်ကကိုမိပြီးအိပ်ပျော်နေပါတယ်ကျွန်တော်ဘေးမှာမျိုးသမီးကဂျရင်းမောက်မှန်ကိုခေါင်းမိပြီးအိပ်နေကြတဲ့မျိုးသမီးရဲ့ပခုံးပေါ်ကိုမိအိပ်နေပါတယ်လက်ကိုရိတ်တစ်ခုလိုမြင်နေရပါမယ်မြင်နေရပေမဲ့ထင်ရှားသားကိုမြင်ရတာပါကျွန်တော်လက်ကိုအုပ်ထားတဲ့လက်ကအေးဆက်ကြီးမို့ဂီယာမချိတ်တော့ပဲလက်ကိုပြန်ယုံလိုက်ပါတော့တယ်ကောက်ကိုကြော်မတက်ပဲသူပါဆက်လုံးမလဲဆိုတာကိုမသိမသာကြည့်နေစမှာတော့တဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်နောက်ခန်းကငိုတန်တဲ့ကတော့တိတ်မသွားသေးပါလက်မရရောက်ကန်ဒီမှာတော့လမ်းမေးမှာကားကိုထိုးရက်လိုက်ပါတယ်ကားရဲ့ပြီးရနဲ့တကားဖွင့်တော့မှာမို့မျိုးသမီးယောက်ကလည်းနိုးလာပါတော့တယ်ဘယ်ရောက်နေပြီလဲမောင်လေးလက်ပန်းကိုဝင်တော့မယ်အပေါ်သွားဖို့ရက်တာလားမဟုတ်ဘူးမလောင်းတွေကိုတာလက်ပတ်စားနဲ့အုပ်မလို့ဟင်းဘာဖြစ်လို့လဲလက်ပန်းရောက်ရင်အိမ်သာတက်မယ်လေလက်ဖက်တောက်ပြီးတခုစားမယ်အဲ့ဒီရတဲ့ဝေးပြေးကားကြီးတွေကိုရက်တယ်လေဈေးတွေလည်းရှိတယ်ပြင်ကနေကြည့်လို့လောင်းကိုတွေ့နေမှလက်ညက်ကိုညမယ်ဩမတို့လေအဲ့ဒီရောက်မှပေါ်ပါသွားတော့မယ်ဟုတ်ကဲ့မဘလို့တော့ပါဘူးနောက်15မိနစ်ဆိုမြို့ထဲကိုဝင်ပါပြီကျွန်တော်လည်းလောင်းတွေပေါ်ကနေတလက်ဖက်စာကိုတခြားအုပ်ပြီးကားမောင်းနေထွက်ခဲ့ပါတော့တယ်လက်ဗန်ကိုရောက်တဲ့အခါစားတောက်ဆိုင်တစ်ခုရဲ့ရှေ့မှာကားရက်လိုက်ပြီးမျိုးသမီးနှစ်ယောက်ကိုစားကျင်တာစားကြဖို့ပြောရင်အိမ်သာပြေးတက်ရပါတော့တယ်မနေ့ဆော့ဆော့ဆိုတော့စားတောက်ဆိုင်တွေကလည်းလူရှင်းနေပါတယ်စားတောက်ဆိုင်မှာရှိတဲ့စားတောက်ဆိုင်မရှိတဲ့ဆိုင်ကိုစားတောက်သူမရှိတဲ့ဆိုင်ကိုရေးရတာကကျွန်တော်ကားထဲကအလောင်းတွေကြောက်ပါဘန်းရထားတဲ့ဈေးဆိုင်ကရှင်းနေတော့အဆင်ပြေတယ်အမလေးလောက်ကြပါဦးဟဲ့ဘာကြီးတော့လောက်ကြပါဦး
မလေးစားတော့ဆိုင်နောက်ဘက်ကနေအိမ်သာတက်နေတော့ပြင်ကအော်ဟစ်ဆူညံတယ်တွေကြားလိုက်ရတာတခုဖြစ်ပြီးဆိုအိမ်သာကိုတပတ်တစ်ရက်နဲ့တက်ပြီးပြေးထွက်လာခဲ့ရပါတော့တယ်ကျွန်တော်ကားနာမှာလူ6ယောက်လောက်ကဝယုံသုံးကားဖြစ်နေကြပါတယ်အာတုကရှင်မျိုးသမီး2ယောက်ကတော့မျက်နှာငယ်လေးတွေနဲ့သူတို့ကိုရက်ကြည့်နေပါတယ်ကျွန်တော်သဘောပေါက်ပါပြီကားနာကိုအပြေးလာရောက်သွားတော့မျိုးသမီး2ယောက်ကိုမျိုးသား2ယောက်ကနှာနှက်ပေးနေကြပါတယ်ကျန်တဲ့သူတွေကကားနောက်ခံတွေကနေမကြည်ရဲနဲ့ကြည့်နေကြပါတယ်အမဘာဖြစ်လို့လဲခင်ဗျအာတုကရှင်မျိုးသမီးကိုကျွန်တော်မိလိုက်တော့မျိုးသမီးရဲ့မျက်နှာကငုံမဲမဲ့ဖြစ်နေပါတယ်သူသတိလစ်သွားလို့ဘာဖြစ်လို့လဲမတော်တယောက်ထမင်းကျော်စားနေတော့အဲ့ဒီမိန်းမကကားနားမှာရက်နေတယ်နောက်တော့အမလေးဆိုပြီးငိုတန်ကြီးနဲ့လဲကျသွားတာအမတို့လည်းစားလက်စကိုလက်စတက်ပြီးထပြေးလာတာပဲဒါဘသူကလဲသတိလစ်နေတဲ့မျိုးသမီးကိုနှာနှက်ပေးနေတဲ့မျိုးသားတယောက်ကမိလိုက်တော့ကျွန်တော်တုံကနေပြစ်သွားပါတယ်ကျွန်တော်ကပါကိုမင်းရဲ့ကားဆိုပြေးကြရင်မင်းဘယ်မှမသွားနဲ့ရဲစခန်းကိုလိုက်ခဲ့နေပါဦးကျွန်တော်ဘာဖြစ်လို့လဲရမလဲကားပေါ်မှာလူတွေတောင်းနေတင်လာတာဘာသဘောလဲဩဒါလားကျွန်တော်ကဆေးရုံကြီးကမရှိစင်းရဲနှမသူတွေလူနာတွေအတုကတွေကိုကိုကားနဲ့ကိုထမင်းကိုစားပြီးစေတာနဲ့ဗရာဟိတလောက်ကင်နေသူပါအလောင်းကဆေးရုံကြီးကတေဆုံးကြောင့်လက်မှတ်လဲပါပြီးသားပါတေစင်းကိုကြည့်ချင်ရင်လည်းကျွန်တော်ပြပါမယ်အကိုကဘယ်သူလဲငါကဟိုကားမောင်းနေသူပဲအကိုကရဲအောင်လန်ကရှင်မောင်းလားဟုတ်တယ်ဩမင်းရဲ့စေတနာကိုသဘောပေါက်ပြီညီလေးဒီကနေမြန်သွားတော့ရွာနာရဲဆိုပြီးမင်းကိုဝိုင်းရဲကြလိမ့်မယ်ရဲအောင်လန်ရှင်မောင်းပြောပြမတော့ကျွန်တော်လည်းသတိထားမိလိုက်ပါလေကျွန်တော်လည်းမျိုးသမီး2ယောက်ကိုကားပေါ်အမြင်တက်ခိုင်းပြီးဆိုင်ထဲကနေဆိုင်ထဲကအမြန်ဝင်ပတ်စံရှင်းရပါတော့တယ်ပတ်စံရှင်းပြီးပြန်ထွက်လာတော့သတိလစ်နေတဲ့မျိုးသမီးကသတိပြန်ရနေပြန်ပါပြီကားနားမှာရက်နေတော့ကားလေးကနေကြောက်စရာမျက်နှာကြီးပေါ်လာတယ်မျက်နှာကလည်းပြည့်ပြည့်စရာတွေနဲ့သတိပြန်လာတဲ့မျိုးသမီးပြောသမျှကိုနားထောင်ရင်ကြောက်ဆက်မနေသင့်တာဟုတ်အတုပရှင်မျိုးသမီးယောက်ကိုကားပေါ်ညံနေခိုင်းပြီးဒေါ်ဆိုင်ခဲ့ရပါတော့တယ်စိတ်လဲလောနေပြဿနာတွေလည်းကြုံရဆိုတော့ကားကိုမြန်မောင်းရင်းဒီဘက်ကိုတက်မောင်းရပါတော့မဲ့အစားလက်ဗရန်မျိုးတွေကိုချိုးပိတ်သွားပါတယ်မျိုးတွေကိုရောက်တော့လမ်းမနီဆိုတာတီးလိုက်တော့လမ်းပြန်ကွေးလိုက်ပါတော့တယ်လက်ဗရန်ကနေမြန်မောင်းလာရင်မင်းလာနဲ့အုပ်ဖို့ကြားမှာပြဿနာထပ်ပြည့်ပြန်ပါတယ်ကားမောင်းနေတဲ့ကျွန်တော်ရဲ့ပခုံးကိုနောက်ကနေတယောက်ကလက်နဲ့ကင်တွေလိုက်လို့ခံစားရတယ်လို့ကျွန်တော်နောက်ကြည့်မှန်ကနေနောက်ခန်းကိုကြည့်မိလိုက်ပါတော့အတုဝရှင်မျိုးသမီးယောက်ကတော့အိပ်ပျော်နေပါတယ်ကားနောက်ကြည့်မှန်မြင်နေရကတော့ကျွန်တော်ပခုံးကိုလက်နဲ့ကင်ထားသူပြေဆုံးသူမျိုးသမီးဖြစ်ပြီးမျိုးသမီးပါပဲမတို့ထိုင်ပြီးကျွန်တော်ပခုံးကင်ထားပြီးမြင်လိုက်တော့ကျွန်တော်ကြောက်လက်မိပါတယ်ကြောက်လန့်တဲ့သူမဟုတ်ပေမဲ့အခုလိုကြုံရခြင်းကကျွန်တော်အတွက်ပထမဆုံးချိန်ပါတော်ယုံဆိုတွေးပြတ်သွားနိုင်ပါတယ်ကားရက်လိုက်ပြန်ရင်ဇီကုန်းဝင်နောက်ကျမှာဆိုလို့မရက်တော့ပဲဆက်မောင်းနေလာခဲ့ပါတယ်အေးဆက်တဲ့ထိတွေ့တွေကြောင့်နေရခက်ပေမဲ့နောက်ခန်းကိုမကြည့်တော့ပဲကားကိုသာယူထွေးဆိုင်မောင်းနေပြီးပါတယ်အုပ်ဖို့ကြုံမှာတော့ပိုပြီးဆိုးလာပါတယ်ကားကိုတဘုံနဲ့ရိုက်တန်နေကြားရပါတယ်ကားနောက်ဘက်ကနေကားမိုးကိုထုနှက်ပြီးငိုကြွေးနေတဲ့တန်ကြောင်အိပ်ပျော်နေတဲ့မျိုးသမီးရှင်တော်မျိုးအတုပရှင်2ယောက်တော့လန်ထိုးလာပါတယ်ကျွန်တော်ကကားနောက်မှန်ကနေနောက်ခန်းကိုမြင်နေရလို့ဘာဖြစ်နေလဲဆိုတာသိပါတယ်အတုပရှင်မျိုးသမီး2ယောက်ကတယောက်ကနောက်ခန်းကိုလက်ကြည့်လိုက်တဲ့အခါနောက်ခန်းမှာငိုတို့ထိုင်နေတဲ့မျိုးသမီးလောင်းကိုမြင်လိုက်ရတဲ့ကြောင်တန်တီကြီးနဲ့အော်ပါတော့တယ်အမလီတရက်ကျွန်တော်ဘေးကမျိုးသမီးကတော့နောက်ကိုလက်မကြည့်ပဲအော်ဟိုပြီးကျွန်တော်လေပင်ကိုညှစ်ပါတယ်ငါမလိုက်ဘူးငါသားနဲ့ငါကလေးကိုပြန်ခေါ်ပေးကားထဲမှာရုံးစင်းကပြက်နေတာကြောင့်ကားကိုရက်ချစ်ချင်းတောင်းပြီးလက်မမှာထိုးရက်လိုက်ပါတော့တယ်စောကထိတ်လန့်အော်ဟိနေတဲ့မျိုးသမီးကတော့သတိလစ်သွားခဲ့ပါပြီကျွန်တော်ရဲ့လေပင်ကိုညှစ်နေတဲ့မျိုးသမီးကတော့နတ်ဝင်တယ်လို့ဒီကိုလုံးတင်ပြီးသူကလေးကိုပြန်ခေါ်ပေးဖို့ကသူကလေးမပိုင်ရင်မပြန်ဘူးဆိုတဲ့စကားတွေကိုပဲပြောနေပါတယ်ကားနောက်ခံကိုလက်ကြည့်လိုက်တော့အလောင်းနှလောင်းကမူလတိုင်ပုံစံမပြတ်ကျွန်တော်ကလည်းကားထဲကနေအမြင်ထွက်ပြီးလက်မေးမှာရက်နေမိပါတယ်ဘာဆက်လုပ်တင်နေဆိုတာလဲဆုံးဖြတ်တတ်တော့ပါကြံရမရတဲ့ဆုံးကားနောက်ဖုန်းကိုဖွင့်ပြီးမျိုးသမီး2ယောက်အလောင်းကိုလက်နဲ့ပုတ်ပြီးစကားပြောလိုက်ပါတယ်အမကိုကျွန်တော်တို့အိမ်ပြန်ပို့ပေးလို့ပါမနောက်ဆက်ပါနဲ့ကျွန်တော်ကစေတနာနဲ့အခမဲ့လိုက်ပေးဖို့ရတာပါအမဘာသူဆိုတာလည်းမသိပါဘူးအမရဲ့ကလေးကိုလည်းမသိပါဘူး
ကျွန်တော်အလောင်းကိုလက်နဲ့ပုတ်ပြီးစကားပြောနေစဉ်ဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးကားနောက်ခံကိုလှည့်ကြည့်ပြီးကျွန်တော်ကိုပြောပြပါတယ်ငါ့ကိုဘာလို့ပြန်ပို့တာလဲငါသားနဲ့ငါကလေးကပြန်ပါလဲအမကကားတိုက်ပြီးဆုံးသွားခဲ့ပါပြီအမရဲ့အလောင်းရောအမရဲ့သားရဲ့အလောင်းကိုကျွန်တော်ကားနဲ့တင်လာတာပါအမရဲ့သားရဲ့အလောင်းလဲအမရဲ့ဘေးမှာရှိပါတယ်အသက်မဲ့နေတဲ့အလောင်းနဲ့ကျွန်တော်စကားပြောနေချိန်လောင်းကညစ်ရက်နေပြီနဲ့ဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးကတော့ကားရှိကန်ကနေကားနောက်ခံကိုခုံကျော်ပြီးဝင်လာပြီးလောင်းတွေကိုတက်အောနဲ့ကြည့်နေပါတယ်တာလေးမိသားလေးကျွန်တော်ရဲ့ဘွားတက်တာမှာတော့ဘယ်တော့မှမမေ့နိုင်တဲ့တည်တည်တစ်ခုမြင်တွေ့ခဲ့ရပါတယ်အဲ့ဒါကဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးကသူ့သားရဲ့အလောင်းကိုဖတ်ပြီးငိုရှိုက်နေတဲ့မြင်ကွင်းမှာဘယ်မှာလဲငါကလေးဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးကရုပ်ရက်ဆူလို့ကျွန်တော်ကိုကြည့်ပြီးမြင်လိုက်တဲ့အခါကျွန်တော်ဖျားခတ်သွားပြန်ပါတယ်ကျွန်တော်နဲ့မဆိုင်ဘူးလေဗျာနေမညာနဲ့ဘယ်မှာလဲငါသားနဲ့ငါကလေးခင်ဗျားရဲ့ကလေးကအဲ့ဒီမှာလေကျွန်တော်လည်းကလေးလောင်းကိုလက်ညှိုးထိုးပြီးပြောပြလိုက်ပါတယ်ငါးပိုက်ထိပ်ကကလေးကိုပြောနေတာဟဲ့ကျွန်တော်မသိဘူးဗျကျွန်တော်ခင်ဗျားတို့ကိုတားမီလောင်းကိုအခမဲ့ပို့ပေးတာပါငါမသိဘူးငါကလေးကိုအခုပြန်ခေါ်ပေးကျွန်တော်ပြောလိုက်တဲ့စကားကိုဝိညာဉ်ပူကတ်တဲ့မျိုးသမီးကကျင်းတဲ့ပုံမပေါ်ဘူးအဲ့ဒီချိန်မှာသတိတလင့်နေတဲ့မျိုးသမီးကသတိပြန်လဲလာတာပါကျွန်တော်နဲ့ဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးတို့စကားပြောဆိုနေတာကိုသူလည်းဘူးမှမြင်တွေ့တာပါကျွန်တော်နဲ့မဆိုင်ဘူးလေဗျာအေးတင်သတိထားအေးတင်ရိတ်ပြန်လာတဲ့မျိုးသမီးကချင်းတွေကိုရိတ်မိသွားပုံရတယ်ဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးရဲ့ခန္ဓာကိုယ်ကိုကိုင်းလှုပ်ပြီးသတိပေးနေပါတယ်အဲ့ဒီချိန်မှာဝိညာဉ်ပူကတ်နေတဲ့မျိုးသမီးလည်းငြိမ်သက်သွားပါတော့တယ်မောင်လေးကားပေါ်တက်ပြီးညံမောင်းတော့မုံမင်းကြီးရောက်မှဖြစ်မယ်ဟုတ်ကဲ့မောင်တတိပြန်လေလာတဲ့မျိုးသမီးကကျွန်တော်ကားပေါ်တက်ခိုင်းလိုက်တာကြောင့်နောက်ဖုံးတကားကိုပိတ်ချလိုက်ပြီးကားရှိကန်ကိုမြန်ပြေးလာတဲ့ချိန်မှာကားမှန်ကိုလက်နဲ့ပုတ်ပြီးတန်ကြားလို့လက်ကြည့်လိုက်ခါမှာကားပေါ်မှာလက်ဖွားကြီးလက်ဖက်ကအမျိုးသမီးနှစ်ယောက်ရဲ့မျက်နှာကိုမြင်လေးရရပါတော့တယ်သူကတော့ကားနောက်ထပ်မှာရှိနေတဲ့တက်မဲ့မျိုးသမီးပါကျွန်တော်လည်းကားပေါ်မြန်တက်ပြီးကားကိုစက်ကုံဖွင့်မောင်းနှင်ခဲ့ပါတော့တယ်ဇီကုန်းကိုရောက်တဲ့အခါမနက်9 နာရီကျော်ပါပြီရောင်ဒီလည်းတန်းလာနေပါပြီလူလဲပင်ပန်းစိတ်လဲပင်ပန်းဇီကုန်းကနေရွာထဲကိုရောက်လိုက်ဖို့ပေးခဲ့ပါတယ်ရွာထဲကိုရောက်တဲ့အခါအာတုကရှင်မျိုးသမီးနှစ်ယောက်ကလောင်းကိစ္စအတွက်ကြေးရွာလူကြီးရဲ့ခွင့်ပြုချက်တောင်းဖို့ရွာထဲကိုအမြန်ပြေးသွားကြပါတယ်ရွာထိပ်မှာကျွန်တော်ရဲ့လောင်းနှလောင်းရဲ့ပဲရှိပါတော့တယ်ရွာထဲကိုဝင်သွားတဲ့မျိုးသမီးနှစ်ယောက်ကတော်ကြတဲ့ထိပေါ်မလာပါလူတွေနှလောင်းကကျွန်တော်ကားပေါ်မှာတေးစင်းကလည်းဟိုသမီးနှစ်ယောက်စီမှာဆိုတော့ပြဿနာတစ်ခုပြစ်လာရင်ကျွန်တော်ပဲပြဿနာတက်ပါတော့မယ်ပရိဒတ်လုပ်ငန်းတွေကလှုပ်ချင်တိုင်းလှုပ်ချင်စိတ်တောင်ရှိတော့လောက်အောင်ပါပဲနိုင်ဝက်လောက်ကြော်တဲ့အခါရွာတွေကလူရောက်20လောက်ပြေးလာတာမြင်လိုက်ရပါတယ်အတုပရှင်မျိုးသမီးနှစ်ယောက်ကိုမြင်တွေ့လိုက်တော့ဝမ်းသာလိုက်ပြီးဖြစ်ချင်းမောင်လေးစိတ်မရှိနဲ့တော့အမတို့ကလူကြီးတွေရောဆွေမျိုးတွေရောသွားခေါ်လို့ပါရပါတယ်မကျွန်တော်တို့ရွာထဲကိုလိုက်ပို့မယ်ဆိုရင်ပို့ပေးမှာပေါ့ဗျာလမ်းလည်းမဆိုးပါဘူးမဟုတ်ပါဘူးမောင်လေးရွာထဲမဝင်ရလို့ပါဗျာအောင်ကျော်ခင်ထွေးအလောင်းတွေကိုအခက်ပေါ်တင်ပြီးတုတ်တန်ကိုယူသွားကြရွာလူကြီးရဲ့ယူဆရတဲ့သူကလောင်းတွေကိုရွာထဲကိုပေးမဝင်ပဲတုတ်တန်ကိုသွားဖို့ခိုင်းစီနေပါတယ်လောင်းတွေကိုကားပေါ်ကဆွဲချပြီးတည်သွားကြတဲ့အခါကျွန်တော်တာဝန်ပြီးဆုံးပြီမို့ပေါ့ပါဖြစ်သွားပါပြီအမကျွန်တော်ပြန်တော့မယ်နော်မောင်လေးအမတို့နိုင်သလောက်ပြေးလိုက်မယ်ဟာမပေးပါနဲ့အမရေကျွန်တော်ကစေတနာနဲ့ကူညီပေးနေတာပါအိမ်ကိုလိုက်ခဲ့ပါလားလက်ခံမရတယ်ကျေးဇူးတင်ပါတယ်အမကျွန်တော်လည်းပြင်ပန်းနေပြီမို့အိမ်ပြန်ချင်နေပါပြီမောင်လေးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျအတုပရှင်မျိုးသမီးကိုနှုတ်ဆက်ပြီးကားမောင်းထွက်လာတဲ့ချိန်ဂီယာထိုးတဲ့လီဗာကိုနင်းပေမဲ့ကားကတလက်မတောင်မရွေ့ပါဘူးဂီယာမွေမှုထင်ပြီးဂီယာချိန်ပေမဲ့ကားကမရွေ့ပါဘူးကျွန်တော်လည်းစိတ်ဆိုးဆိုးနဲ့ဆက်ဆုပ်မိလိုက်ပါတယ်ဘာဖြစ်လို့လဲကွာကားကိုဘလို့မှမောင်းမရတော့တာအဖရေတက်60ရွယ်လောက်ရှိတဲ့မြို့သားကြီးကကျွန်တော်နားကိုရောက်လာပြီးမေးတာကြောင့်ပြန်ပြေးလဲရပါတယ်ငါ့အိမ်လိုက်ခဲ့ကောင်းလေးမင်းရဲ့ကားကဘလို့မှမောင်းရမှာမဟုတ်ဘူးဘေးရဲ့ကားပေါ်မှာဆန်းဆန်းကြီးရှိနေသေးတယ်ဗျာကားကိုထားခဲ့ပြီးငါနဲ့လိုက်ခဲ့ကြကျွန်တော်ဒီနေ့ပြန်မှဖြစ်မှာဗငါပြောတာကိုယုံဆန်းဆန်းကြီးတို့အတုပကိစ္စပြီးရင်မင်းပြန်လို့ရမှာငါနဲ့လိုက်ခဲ့ဘေးရဲ့ကားကိုစိတ်ချလက်ချတာထားခဲ့သမှာကွာဟုတ်ကဲ့စနိုးပင်မဲ့မောင်းလို့မရတာကြောင့်ကားကိုထားခဲ့ပြီးမျိုးသားကြီးနဲ့တူရွာထဲကိုလိုက်ပါသွားခဲ့ပါတယ်
ရွာဆိုပေမဲ့အင်ဂျီကတော့တော်များလားငါတို့လည်းမနေ့ကမှတည်တာကွာဘာကိုလဲငါစစကြီးတို့တာမိကားတိုက်ပြီးဆုံးသွားတာဆိုတာကိုလေကွာဩဟုတ်ကဲ့စစကြီးကငါတူမဝမ်းခွဲဟိုအိမ်ကစစကြီးတို့အိမ်ပေါ့မြို့သားကြီးကလက်ညှိုးထုံးညွှန်ပြလိုက်တဲ့အိမ်ကိုတေချာကြည့်လိုက်မိပါတယ်အိမ်ကအင်ကြီးချခိုင်ပါအိမ်ပေါ်မှာတော့လူတစ်ယောက်မှရှိပုံမပေါ်ပါဘူးအဖကျွန်တော်ကဘာဆက်လို့ရမလဲအခုနေဘာမှလုပ်လို့မရဘူးစစကြီးတို့တာမိအတွက်မျှဝေပြီးရင်မင်းပြန်လို့ရမှာဒါတွေကကျွန်တော်နဲ့မဆိုင်ဘူးလေဗျာစစကြီးကမင်းနဲ့ဘယ်လိုပတ်သက်နေလဲကျွန်တော်နဲ့ဘာမှမပတ်သက်ဘူးဗျသူတို့တာမိလောင်ကိုစေတာနဲ့လိုက်ပို့ပေးတာပါစစကြီးကမင်းကိုကျင်းတဲ့ပုံမရဘူးဗျာအဖကဘယ်လိုသိနေတာလဲငါကမြင်နေရတယ်ကွမင်းကားပေါ်မှာသူထိုင်နေရလို့တွေ့တယ်မင်းကိုမကြင်မနဲ့ကြီးနဲ့ကြည့်နေတာဟာဒါငါအီမပြေအမနာနဲ့မြို့သားကြီးရဲ့အိမ်ကခြေတန်းရှိအင်ကြီးပါခြံဝင်းထဲကကျေလာပါတယ်ခြံထဲမှာတော့နှစ်သိုးသုံးကောင်ရှိပါတယ်လာကွာအိမ်မော်တက်ရှေ့ကဥဆောင်ပြီးအိမ်မော်ကိုတက်သွားတဲ့မြို့သားကြီးရဲ့နောက်ကနေလိုက်ပါသွားခဲ့ပါတယ်အိမ်မော်ရောက်တဲ့အခါ38မိနစ်အိမ်ဦးကမ်းမှာနေရာယူထားမြင်လိုက်ရပါတယ်မတန်းညွန့်ရင်မတန်းညွန့်လာပြီးကိုဖေးတင်ဧည့်သည်ပါလာတယ်တခုလုပ်ပေးပါအောင်ဒေါက်တာညွန့်ဆိုတဲ့မျိုးသမီးကြီးကအိမ်နောက်ဖေးကထွက်လာပြီးကျွန်တော်ကိုတေချာကြည့်ပြီးကျွန်တော်ကိုအနေကျက်မိပါတယ်သူကဘာတူလဲကိုဖေးတင်စန်းစန်းကြီးတို့အလောင်းကိုလာပို့တဲ့ကောင်လေးလေမျိုးသမီးကြီးကဘာမှပြန်မပြောပဲကျွန်တော်ကိုတေချာကြည့်ပြီးအိမ်နောက်ဖေးကိုပြန်ဝင်သွားပါတယ်ဦးတင်ဖေနဲ့ဒေါက်တာညွန့်တို့အခန့်ကျွေးမွေးတဲ့မနက်စာစားသုံးပြီးနေ့လယ်စာတနာရီကျော်လောက်မှာစန်းစန်းကြီးတို့တားမိကိုလောင်းကိုမိတိကျိုပါတော့မယ်ဆိုတဲ့အကြောင်းကိုမျိုးသမီးယောက်ကလာပြောတာကြောင့်ဥဖေတင်တို့လက်မယားနဲ့အတူတုတ်တန်လိုက်သွားခဲ့ပါတယ်တုတ်တန်ရောက်သွားတဲ့အခါထင်းပုံပေါ်မှာတင်ထားတဲ့ဆန်းဆန်းရီတို့တားမိလောင်းကိုကြည့်ပြီးစိတ်မကောင်းဖြစ်ရပါတယ်အဖထုံးစံတိုင်း3ရက်ထားတာ3ရက်မထားတာကဘာဖြစ်လို့လဲဆန်းဆန်းရီကအစိမ့်သေးလေရွာထဲလည်းတွန်းလို့မရဘူးဩအဲ့လိုလားခဏကြာမှာတော့အလောင်းတွေကိုမိတိကျိုပြီးပါပြီမိတိကျိုပြီးရကြည့်ကျင်တာကြောင့်ကားရှိယာကိုသွားပြီးဆက်နိုးပြီးမောင်းထွက်ပေမဲ့ကားကတလက်မှမရွေသေးပါဆန်းဆန်းကြီးတို့တာမိကိုမိတိကျိုတဲ့နေရာနဲ့ကားရှိတဲ့နေရာကပေနေရာကျော်လောက်ပဲဝေးပါတယ်ကျွန်တော်တော်စိတ်ညစ်နေပါပြီအဲ့လေအိတ်ချင်နေပါပြီကဲမဆန်းဆန်းကြီးကျွန်တော်လည်းဘာမှမဆိုင်တာကိုမနှောက်ယှက်ပါနဲ့တော့ဗျာကျွန်တော်ပြောလိုက်တဲ့အခါချိန်မှာတော့ကားကလှုပ်လာပါတယ်ကျွန်တော်လည်းစိတ်ထဲချင်ပေါက်လာတဲ့နဲ့ကားဘောက်ကဆင်းပြီးဆက်ဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာဆန်းဆန်းကြီးတို့တာမိတကြိုတဲ့နေရာကနေမျိုးသမီးကြီးတစ်ယောက်ကဦးရဖက်နဲ့ပြေးလာပြီးတော့တွေ့လိုက်ရပါတယ်ကျွန်တော်စီကိုဥတီပြီးပြေးလာတာသူကအခြားသူမဟုတ်ဦးတင်ဖေရဲ့ဇနီးဒေါ်တန်းညွန့်ပဲဖြစ်ပါတယ်နင်ကငါ့ကိုဆက်ရအောင်ဘာကောင်းမို့လို့လဲဟာကျွန်တော်နားကိုရောက်လာတဲ့ချိန်မှာရုပ်ရက်ဆိုလို့ကျွန်တော်ရင်ဘက်ကိုစောင့်တွန်းပြီးမျက်ထောက်ကြီးနဲ့ကြည့်ကပြောဆိုပါတယ်ကြီးတော်နဲ့ဘာဆိုင်လို့ကျွန်တော်ကိုလောက်ရတာလဲငါကဆန်းဆန်းကြီးဟဲ့ငါဘိုက်ကလေးရပဲမှာလဲငါသားလေးပဲမှာလဲဒေါ်တန်းညွန့်ကိုယ်ထဲမှာပူးနေတဲ့မဆန်းကြီးဆိုတာတိလိုက်ပါပြီခမရဘိုက်ကလေးကရင်ဝဲဥမှာကြံခဲ့ပြီလေခမရရဲ့သားကခမရနဲ့အတူမိတိကျိုပြီးနေတယ်လေကျွန်တော်နဲ့ဘာဆိုင်လို့တော့နေမညာနဲ့ငါကလေးကိုခုပြန်ပေးမဟုတ်ရင်ခမရမယုံရင်လည်းခမရပြန်လိုက်ခဲ့ခမရကိုရေခဲတိုက်ထဲပြန်ပို့ပေးမယ်ငါ့ကိုညာပြောရင်နင့်ကိုတတ်မယ်ငါလိုက်ခဲ့ဗျာဒေါ်တန်းညွန့်ကကျွန်တော်ကိုမျက်ထောက်ကြီးနဲ့ကြည့်ပြီးလောစထွက်နေပါတယ်အဲ့ဒီချိန်မှာဥဖေတင်တဲ့မျိုးသားတို့ကကျွန်တော်တို့နားကိုရောက်လာပါတယ်။ဘာဖြစ်နေကြတာလဲ။အဘရဲ့မိန်းမကမဆန်းဆန်းကြီးဝင်ပြီးကျွန်တော်ကိုပြဿနာလုပ်နေလို့ဆန်းဆန်းကြီးလက်ဆန်နေလို့တားမိတွက်တပိတ်တော့အမျှဝေပေးမယ်။သူနဲ့ဘာမှမဆိုင်ဘူးဒုက္ခမပေးနဲ့တော့နဲ့။မရဘူး။ကျမသားနဲ့အပိုက်ထဲကကလေးကိုသူတို့ခေါ်ထားတယ်။မဟုတ်ဘူးဆန်းဆန်းကြီးနင်တို့တားမိကိုမိသချိုပေးနေပြီလေ။ငါသားနဲ့ငါကလေးရှိရာကိုပြန်လိုက်ဖို့လိုက်ခဲ့ဗျာကျုပ်လိုက်ဖို့ပေးမယ်။ခမရပါလားရေခဲတိုက်မှနေခဲ့တော့မင်းဘာလို့ရှောက်ပြောနေတာလဲကောင်လေးသူကလေးကရေကက်တိုက်နေမှကြံခဲ့တယ်ဗျကလေးကလက်တီးစုပ်စာလောက်ပဲရှိတယ်ကျွန်တော်အဲ့လိုမှမပြောရင်ကားထွက်လို့ရမှာမဟုတ်ဘူးခင်ဗျာကျုံနေတာပြန်လိုက်ခဲ့တော့ခုမှငါမလိုက်နိုင်သေးဘူးငါယောက်ျားပြန်လာတဲ့အထိစောင့်မယ်ခင်ဗျာယောက်ျားပြန်လာတဲ့အထိကျွန်တော်မစောင့်နိုင်ဘူးခင်ဗျာကူလိုက်ခဲ့တော့မလိုက်နိုင်သေးဘူးဒါဆိုကျွန်တော်မနှောက်ရှက်နဲ့တော့လေကျွန်တော်ပြန်မှပြင်ပါပေါ့လေလုံးဝသွားလို့မရဘူးငါယောက်ျားနဲ့တွေ့ပြီးနင်းနဲ့လိုက်ခဲ့မယ်အဘသူ့ယောက်ျားကဘယ်တော့လာမှာလဲအေးညနေလောက်တော့ရောက်မယ်ထင်တယ်ငါတို့လည်းဒီနေ့သူ့เจ้าကိုအကြောင်းကြားရတာ
ရတယ်လေညနေဒီဆောင်ပေးမယ်မတက်တာတော့တဲ့အဆုံးထိပြောလိုက်ရပြီမယ်ကျွန်တော်တော်တော်ကိုစိတ်ဆိုးနေပါပြီမတန်ညွတ်တတိပြန်လာတဲ့အခါမတန်ညွတ်ကကျွန်တော်ကိုမကြင်မနဲ့ပုံမြင်ကြည့်နေတာဥပိ္ပကမြင်သွားပါတယ်မတန်ညွတ်ကလိပ်ကလှတယ်ကွာနှက်ဝင်တဲ့လုပ်ကိုလုပ်တယ်မဆန်းဆန်းကြီးရဲ့အမမအေးသေးသေးနဲ့အတူတူပဲငါကတော့နာနာဘဝတွေကိုတစ်ခါတလေမှမြင်ရတယ်ဟိဟုတ်ကဲ့မင်းကတော့စိတ်ချကွာငါတို့အိမ်မှာခဏတော့နေလိုက်ပေါ့ကားကိုတဲတော့ကိုစောင်းခိုင်းလိုက်မယ်ကျွန်တော်မောင်းကြည့်လိုက်အောင်မယ်ကျွန်တော်မကြင်မနဲ့ပြစ်နေတာကိုဥပိ္ပနဲ့တော်တန်းညွတ်တို့ကတီးလိုက်ပါတယ်ကျွန်တော်ကားပေါ်ကိုတက်ပြီးဆက်ပြီးကိုလီဗာနင်းလုပ်ဝင်မယ်ကားကတစ်ချက်လေးတောင်မှမရွေ့ပါမတက်တာတဲ့အဆုံးကားဆက်ကိုတက်ပြီးမှန်တွေတင်လိုက်ရပါတယ်မရဘူးမဟုတ်လားကောင်လေးငါအိမ်ကိုပဲလိုက်ခဲ့ပါခုမှပဲအတုပအိမ်ကိုလိုက်ရတော့ကိုဗျာကျွန်တော်ကားကိုတယောက်လောက်စောင့်ခိုင်းပေးပါစစ်ချငါစီပေးမယ်ည9 နာရီလောက်ထိမဆန်းဆန်းကြီးရဲ့ခင်မွေးကရောက်မလာသေးတာကြောင့်ကျွန်တော်တော်တော်ကိုစိတ်ပြတ်နေမိပါတယ်အိမ်ကိုဖုန်းဆက်အကြောင်းကြားဖို့ကလည်းရွာမှာဖုန်းလိုင်းမရှိဖုန်းဆက်ဖို့ဆိုရင်ဇီကုန်းကိုပြန်ရောက်သွားရပါပဲချိန်ကလည်းတော်တော်လေးကိုလင့်နေပါပြီဒီမှာပဲအိတ်လိုက်တော့ကောင်လေးအချေကမ်းမှာအိပ်ရပြင်ပေးမယ်တရားလုံးမှမဖြစ်တော့တာဗျာဒီလိုပါပဲအိပ်ရတော့မှာပေါ့အားနာကြမလို့ပါဘူးကွငါတို့အိမ်ကလက်မယားနှစ်ယောက်ပဲရှိတာမတန်းညွန့်ကမဆန်းဆန်းကြီးတို့ရဲ့အိမ်ကိုသွားမှာဟုတ်ကဲ့ပါဒေါ်တန်းညွန့်ကကျွန်တော်အတွက်အိပ်ရပြင်ပေးစင်ပေးပြီးမဆန်းကြီးတို့အတုပအိမ်ကိုထွက်သွားပါတယ်ကျွန်တော်နဲ့ဥပိ္ပတင်တို့စကားပြောဆိုနေရင်ည7 နာရီလောက်မှာဥပိ္ပတင်လည်းကျွန်တော်ကားကိုစောင့်ထားဖို့တတိယသွားပါတယ်ထင်ပါရဲ့မင်းလိုက်တာကွာမင်းရဲ့ကားကိုစောင့်ဖို့စီစဉ်ပေးလိုက်အောင်မယ်နေရတယ်မဟုတ်လားမနေခဲ့လို့မဖြစ်ပါကျွန်တော်ကားကိုလူဆောင်မှုထားဖို့ဝင်လေရပါတယ်ဖငါအခုပြန်လာခဲ့ပဲဟုတ်ကဲ့ဥပိ္ပတင်ဓမိတလက်နဲ့အိမ်ကနေထွက်သွားတဲ့ချိန်တိုင်လုံးကျွန်တော်တယောက်တည်းဆိုတဲ့အသိစိတ်ကြောင့်ကြောချမ်းလာပါတယ်ရုတ်တရက်ဆိုလို့နွားတွေရဲ့အော်တန်ကြားလိုက်ရပါတယ်အေးယောက်ကနားတွေနွားတွေဟာရုတ်တရက်ကိုထအောက်လိုက်တဲ့ကြောင့်ကျွန်တော်လက်ထင်မွေးတွေတောင်ထောင်းထသွားပါတယ်အဲ့ဒီချိန်မှာအိမ်မောတက်လာနေတဲ့ခြေတံကိုကြားလိုက်ရတဲ့အကြောင်းဥပိ္ပတင်ပြန်လာပြီဆိုတာတွေ့ကြောင်းစိတ်သက်သက်ရခဲ့ပြီးရတော့အမှန်ပါတို့ပေမဲ့ကျွန်တော်ထင်ထားသလိုဥပိ္ပတင်မဟုတ်ပါခြေတံကြားရပြီးလူတယောက်တလေတောင်မှမရှိရပါခြေတံကကျွန်တော်နားထိတစ်ချက်နဲ့ရောက်လာပါပြီကျွန်တော်ဆက်မနေချင်တော့တာနဲ့အိမ်မောကဆင်းပြီးချက်ရှိမှထွက်နေရလိုက်ပါတယ်ချန်နယ်ကနွားတွေကရုံးရင်ဆန်ကပြစ်နေတာကိုသတိထားလိုက်မိကြကြောင်းချန်နယ်ကိုကြည့်လိုက်တဲ့အခါနွားရီနာမှာရက်နေတဲ့မျိုးသမီးတယောက်နဲ့ကလေးတယောက်ကိုတွေ့လိုက်ရပါတယ်အဲ့ဒီမျိုးသမီးကတော့မဆန်းဆန်းကြီးဆိုတာအထူးပြောစရာလိုမနေတော့ပါဘူးကြေးရထုတ်ဆက်တိုင်းည7 နာရီကျော်တာနဲ့မိကမှုတ်ပြီးအိတ်ကုန်ကြပါပြီအဲ့ဒီချိန်မှာပဲဓမီရောင်ဆိုမြင်တွေ့ရတဲ့အခါအတက်သွားပါတယ်ဓမီတဝင်းဝင်းနဲ့ကျွန်တော်ဘက်ကိုရှောက်လာနေတဲ့ဥပိ္ပတင်ဆိုတာသိကြသွားပါတယ်ကောင်းလေးအိမ်မောင်မှာမနေရလို့လားဟုတ်တယ်ကလာငါအိမ်မောတက်ခဲ့ရှေ့ကနေဥဆောင်ပြီးအိမ်မောတက်သွားတဲ့ဥပိ္ပတင်ရဲ့နောက်ကိုလိုက်သွားရင်ခုနကနွားရီနေရာကိုကြည့်လိုက်တော့အဲ့ဒီနေရာမှာဘာမှရှိမနေတော့ပါနွားတွေကလည်းငြိမ်သက်ပြီးအမိတစ်ဖက်ဖက်ခတ်ကတန်ခွဲကြားနေရပါတယ်စမ်းစမ်းကြီးနေတော့ခတ်တယ်ကွာဘာဖြစ်လို့လဲဗျအိမ်မောရောက်ချင်းပြောပြလိုက်တဲ့ဥပိ္ပတင်ရဲ့စကားကြောင့်ကျွန်တော်စိတ်ဝင်စားမိသွားပါတယ်မင်းရဲ့ကားထဲမှာငုတ်တုတ်ကြီးထိုင်နေလို့ဘယ်သူမှမဆောင်ရဲဘူးဟဲ့ကားကိုစိတ်ချကွာဘယ်သူမှမခိုးပါဘူးအနားတော်မကဲရဲဗျာခုနလေးကနွားတွေထအော်ပြီးအိမ်မောတက်သားတွေခြေတန်းကြောက်အဘပြန်လာတယ်လို့တကားပေါက်ဝါကိုကြည့်လိုက်တာဘယ်သူမှမရှိဘူးဗျရဲ့ခြေတန်းကကျွန်တော်နားထိရောက်လာလို့အိမ်ရောက်ကိုဆင်းပြီးချောင်းဝါကနေအဘကိုစောင့်နေတာဘာဖြစ်လာလဲဆိုတော့ကြည့်လိုက်တော့နွားရီနာမှာရက်နေတဲ့ဆန်းဆန်းကြီးကိုတွေ့လိုက်ရတယ်အဘအေးသူကလေးမပါလာလို့မင်းကိုမကြင်မနှက်ဖြစ်နေပုံနဲ့တူတယ်ဒါတွေကကျွန်တော်နဲ့မဆိုင်ပါဘူးဗျရဲ့ကလေးထည့်မပေးလိုက်တာရင်ခွဲုံကလေမင်းနဲ့မဆိုင်မှငါသိပါတယ်သူကတော့ကလေးမပါလာတာကိုမင်းကြောင့်လို့ပဲထင်နေမှာပါဟာဗျာမနေ့ကသူ့ယောက်ျားပြန်လာရင်သူ့ကိုပြန်ခေါ်သွားလိုက်ကွာခေါ်သွားမှာပါသူ့ကိုရေခဲတိုက်ထိပြန်ပို့လိုက်မယ်ကောင်းတယ်ကောင်းလေးဒါမှသူ့အချိန်တွေကိုတီးသွားမှာသူ့ကိုသူသေးတယ်ဆိုတာသိပုံမရသေးဘူးစိမ့်တွေဆိုတာမျိုးကသူ့ကိုသူသေးတယ်ဆိုတာကိုမသိကြတာများတယ်သူ့ကြပြန်လာတယ်ကျွန်တော်ပြန်ကျင်တယ်ဗျကျွန်တော်အမေလည်းစိတ်ပူနေလောက်ပြီငါစီစဉ်ပေးပါမယ်ဒီနေ့ညတော့အိတ်တော်ကောင်လေးမကြောက်နဲ့ငါလည်းအိတ်ချေကမ်းမှာထွက်အိပ်ပေးမယ်ဆန်းဆန်းကြီးကငါ့အိမ်မှာမရှိတော့ပါဘူးဟုတ်ကဲ့ဗျ
မနေ့6နိုင်မှာတော့ဆန်းဆန်းရီမျိုးသားဆိုသူကိုခင်ဆိုးရောက်လာပါတယ်မဆန်းဆန်းရီရဲ့အတုပကြီးမှာကျွန်တော်နဲ့ဥပိတင်တို့တွားတွေ့ကြပါတယ်ကိုခင်ဆိုးကိုကြိုးကြောင်ပြောပြတော့ကိုခင်ဆိုးကလက်ခံပါတယ်သူကိုယ်တိုင်ရန်ကုန်ပြန်လိုက်ပြီးမဆန်းဆန်းရီကိုရွာပြန်ခေါ်မယ်လို့ပြောရှာပါတယ်ကျွန်တော်ပြန်လာမှလက်မပို့နိုင်တာကြောင့်ကိုစီစဉ်နဲ့ကိုသာစီကုန်းကိုပြန်လာဖို့ပြောလိုက်ပါတယ်ကိုခင်စိုးကလည်းသဘောတူပါတယ်မနက်စာစားတော့ပြီးရတဲ့ည7 နာရီလောက်မှာကျွန်တော်နဲ့တူဥဖေတင်တို့ဥခင်စိုးတို့ကားစီရောက်လာကြတယ်ဆန်းဆန်းကြီးသူတို့နဲ့လိုက်သွားပြီးနင်းသားတွေကိုသွားရှာပြီးတော့နေ့ယောက်ျားပြန်လိုက်လာပြီးညဝေတဲ့ခါတာတို့ခေါ်ကျွန်တော်ကားပေါ်တက်လိုက်တဲ့ချိန်မှာပဲကားကညိတ်ကနေပြတ်သွားပါတယ်မဆန်းဆန်းကြီးကျွန်တော်ကားပေါ်မှာရောက်နေဆိုတာသိလိုက်ပါပြီဆက်နိုးပြီးမောင်းကြည့်လိုက်တဲ့ခါမှာကားလိမ့်သွားပါတယ်စင်သေးသွားပြအကောင်လေးဟုတ်ကဲ့ပါကားပေါ်မှာခဏဆင်းအောင်မင်းကိုပြရှိသေးတယ်ဟုတ်ကဲ့ပါဥပိတင်ပြောသလိုကျွန်တော်ကားပေါ်ကဆင်းလိုက်ပါတယ်ဒီမှာကြည့်ဥပိတင်ပြတဲ့ကားနောက်ဖုံးမှန်ကိုကြည့်လိုက်တဲ့အခါလက်ရနှစ်ခုကိုမြင်လိုက်ရပါတယ်လက်ရတွေကကားထားတဲ့နေရာမှန်ကိုကင်ထားတဲ့လက်ရတွေပါသူတယောက်တည်းပါလာပုံရတယ်သူသားနဲ့သူကလေးမပါလာလို့ထင်တယ်ဆန်းဆန်းကြီးမင်းကားပေါ်ရောက်နေပြီကဲသွားကြတော့ဟုတ်ကဲ့ပါကျွန်တော်လည်းကားပေါ်တက်ပြီးကိုခင်စိုးနဲ့တူမောင်းထွက်လာခဲ့ပါရတယ်ရန်ကုန်ကိုရောက်တဲ့အခါကိုခင်စိုးကိုရေကိုက်ရိုက်ခေါ်သွားပြီးကောင်ကြီးနဲ့တွေ့လိုက်ပါတယ်ကောင်ကြီးကိုလည်းကြိုးကြောင်ပြောလိုက်ပါတယ်ကလေးလောင်ကိုထည့်ပေးလိုက်ဖို့မိသွားတာကွာအမှန်ကသူ့ထက်ကိုပြန်ထည့်ပေးလိုက်ရမှာလောက်ပါကိုဗျာခုဘယ်လိုလုပ်ကြမလဲဘာမှလုပ်စရာမလိုတော့ဘူးကွာနိုင်မီကဘာလုပ်လဲခင်စိုးပါခင်ဗျားနာမည်ကိုပြောတာမဟုတ်ဘူးခင်ဗျားရဲ့မိမနာမည်စန်းစန်းကြီးပါခင်ဗျားရဲ့သားနာမည်ကရောအောင်ဆန်းမော်ပါနေတာကဘယ်မှာလဲဇီးကုန်းရွာမှာပါကဲဇီးကုန်းရွာကမဆန်းဆန်းမြင့်နဲ့မောင်မဆန်းဆန်းကြီးနဲ့မောင်အောင်ဆန်းမော်ကြီးတို့သားမီးကြီးအမြန်ပြန်သွားကြတော့ရပြီဟမ်ဘယ်လိုတော့ကိုအဲ့လိုပြောလိုက်တာရရောလားဒါတော့ငါလည်းမပြောတတ်ဘူးဟေ့အနာရောဂါကြောင့်တေးတာမဟုတ်တော့ကားတိုက်ရင်ခံပြီးတေးတာယနေ့ပြီးတေးတာလူတက်လို့တေးတာကအစိမ့်သေးကွာရုပ်တရက်တေးသွားတွေကသူတို့ကိုသူတို့တေးတယ်ဆိုတာမသိသေးဘူးလေကားတိုက်ခံရတဲ့ချိန်ကလေးကအဲ့ဒီနေရာမှာပဲရှိနေမှာပေါ့ဘိုင်းလေးကကလေးကိုလည်းပြန်တောင်းနေတယ်အဲ့တော့ဘလို့မှလုပ်ပြီးလို့မရဘူးလေရှိမှမရှိတော့ဟာဒီလိုလုပ်ကြသူတို့သားမိနှစ်ယောက်ကားတိုက်ခံရတဲ့နာမည်နေရာကိုခေါ်သွားကြဒီလေးကိုတို့အဲ့နေရာကိုလိုက်ပို့ပေးရလားဘယ်နေရာဆိုတော့ကျွန်တော်မှမသိတာဘယ်လိုလိုက်ပို့ရမလဲတော်ပြီကျွန်တော်လည်းဆက်မပြီးကူညီနိုင်တော့ဘူးကိုရန်ကုန်ကမဆန်းဆန်းရဲ့မျိုးတွေကိုမေးကြည့်ပြီးကိုတို့ကဆက်သွားပြီးတော့ကျွန်တော်တက်နိုင်ဆုံးကူညီပေးခဲ့ပြီးမို့ထပ်မကူညီနိုင်တော့ပါဘူးကိုကောင်းပါပြီညီလေးခင်ဗျားဒီအဲ့လိုလုံးမလုံးလို့မှမရရင်နောက်တစ်နေ့ရှိသေးတယ်ဟုတ်ကဲ့ပြောပြပါခင်ဗျာကားတိုက်တဲ့နေရာမှာဆိုင်ရာစောင့်နေရှိတယ်တဲ့ဥပမာလက်ဆောင်တက်ပေါ့ဗျာပွဲထုတ်ပြီးကူညီတောင်းကြည့်ပေါ့အဲ့လိုလုပ်လို့ရရင်တော့ကြားတတ်ပါတယ်ရှင်နေတဲ့လူလောင်းရှာရင်လည်းအဲ့ဒီနေတုံးကြတာပဲလေဟုတ်ကဲ့လုပ်ကြည့်ပါမယ်ညီလေးကိုလည်းကျေးဇူးတင်ပါတယ်ရပါတယ်ကိုကျွန်တော်လည်းလုပ်စရာလုပ်တွေရှိလို့ဆက်ပြီးမကူညီနိုင်တော့ပါရပါတယ်ညီလေးအဲ့ဒီနေ့ကကိုခင်စိုးကစေးုံကြီးမှာထားခဲ့ကိုခင်စိုးကိုစေးုံကြီးမှာထားခဲ့ပြီးအိမ်ပြန်ခဲ့ပါတယ်အိမ်ပြန်ရောက်တော့ကားရည်စေးပြီးအိမ်ရှိမှပဲထားလိုက်ပါတယ်မိမကလည်းကြိုးကြောင်ပြောပြလိုက်ပါတယ်အမေကကားကိုပေးရည်ပြန်ပြီးမဆန်းဆန်းကြီးကိုနာမည်ခေါ်ပြီးမျက်နှာပို့နေပါတယ်အဲ့ဒီကစားပြီးကျွန်တော်ကားပေါ်မှာဆန်းဆန်းကြီးရှိနေတော့ပါသားမိချင်းပြန်ဆုံသွားတွေ့ကြပြားပြီးထင်ပါရဲ့ဒါမှမဟုတ်တခြားပုံဘဝတို့ဦးပြောင်းသွားပြီးလည်းဖြစ်နိုင်ပါတယ်ထိုအဖြစ်အပျက်ကိုကိုယ်တိုင်တွေ့ကြုံခဲ့ရတာကြောင့်တစ်သက်လုံးမေ့မရနိုင်ပါရင်တိုင်းမှုဖြစ်ပွားတဲ့နေမှာမင်းပွဲချင်းပြီးတည်ဆုံသွားတဲ့သူတွေလည်းစိမ့်တွေဘဝမဆိုင်ဘူးလို့ဖြစ်ပြနေကြမှာမလွဲသေးပါပဲဒီစစ်တကကနေကြောင်းတည်ဆုံရခြင်းမှကင်းဝေးကြပါစေ